မြို့ပြရဲ့နှစ်သာရကိုအပြည့်အဝလာခံလာတာပေါ့နော်အရင်မိုက်ပါတယ်ပေါင်လာလေအရင်လှလာတယ်နော်မီးအောင်တွေထွန်းမီးတွေထွန်းပြီဆိုတော့တော်လေးကိုမိုက်ပါတယ်ဘာမှမမြင်ဘူးပါဘူးဟုတ်ပေါ့ငပိတမင်းနဲ့ခက်ဆန်ဆန်ပေါ့နော်ဒီနေ့ဘန်ကောက်မှာအရန်နာမည်ကြီးနေတဲ့ဘန်ကောက်မြို့ရဲ့အလှကိုမြင်ရတဲ့ Dusit Central Park ကိုသွားပါမယ်ကျွန်တော်နေတဲ့နေရာကနေ BTS နှစ်ဆင့်စီးပြီးသွားရမှာဖြစ်ပါတယ်မသွားရပေမဲ့စူးစမ်းပြီးသွားကြည့်မယ် BTS station မှာဆင်းလိုက်ပြီး bike ဆာလာတာနဲ့နေ့လယ်စာကို Central Wall မှာပဲဝင်ဆွဲလိုက်ပါတယ် Central Wall မရောက်ခင်လေးမှာလူတွေစီနေလို့ Skywalk ပေါ်ကနေလှမ်းကြည့်ခဲ့လိုက်ပါတယ်ဒီနေရာကထိုင်းနိုင်ငံဘန်ကောက်မြို့လယ်ကောင် Ratchaprason လမ်းစုံမှာရှိတဲ့နာမည်ကျော် Ewarat Nanan Ewaran Shrine လို့သိရပါတယ်ဒီနန်းမှာရှိတဲ့ Hindru ဘာသာရဲ့ဖန်ဆင်းရှင်ပြမမင်းကြီးပေါ့နော်ထိုင်းလို့ဆိုရင် Praprom လို့ခေါ်တဲ့ဒီပြမမင်းကြီးကိုလာပြီးတော့ပိုးွယ်ကြတာပေါ့နော်အဲ့ရုပ်တုလာပြီးတော့ပိုးွယ်ကြတယ်သူတို့အဲ့ရုပ်တုကိုပူဇော်ပတ်တာတယ်ပိုးွယ်တယ်ပူဇော်ပတ်တာတယ်ပေါ့နော်ပန်းတွေပါတွေစက်ကတ်တယ်ပါညာဆိုရင်ကျမကြီးကောင်းတယ်လက်လာပါတွေကောင်းတယ်စီးပွားရေးတွေပါတွေတိုးတက်တယ်ပေါ့နော်လောက်ကင်ခွင့်လန်းတွေကောင်းတယ်ပေါ့အဲ့လိုမျိုးယုံကြည်ကြတဲ့အတွက်သူတို့ကဒီနေရာလာပြီးတော့ပိုးွယ်ကြတယ်ပန်းတွေပါတွေအသုံးဆောင်တွေပါညာကတ်ကြတယ်ပေါ့နော်ပိုးွယ်ကြတယ်ကတ်ကြတယ်ပေါ့ဒါသူတို့ရဲ့ယုံကြည်မှုဒီနန်းမှာဆူတောင်းရင်အရန်အစွမ်းထက်တယ်ဆူတောင်းပြည့်တယ်လို့နာမည်ကြီးပါတယ်ထိုင်းလူမျိုးတွေလည်းမကောက်ဒီနိုင်ငံတကာခရီးသွားတွေ foreigners တွေပေါ့နော်အထူးသဖြင့်တရုတ်တို့ဟောင်ကောင်တို့စင်ကာပူနိုင်ငံတို့လိုခရီးသည်တွေတကူတကလာပြီးတော့ဆူတောင်းကြပါတယ်Central Wall တွေကဆိုင်တစ်ဆိုင်မှာမြန်မာထမင်းပွဲနဲ့ဆင်တူတဲ့ထမင်းတစ်ပွဲမှာစားခဲ့လိုက်ပါတယ်မြန်မာစာနဲ့တော့နီးစက်မြန်မာအစားစာနဲ့နီးစက်အဲ့ဒါမှာလိုက် I think it's good it looks delicious so let's give it a try a bit me a bit me oh two million total milo a bit canyon the a bit jet on the new year chata henley a jolly two joy two year two milk the chain a two milk so now from a she's a badဆောက်လို့ကောင်းတယ်မြန်မာလိုဆိုရင်ကွာဟိုပေါ့ငပိထမင်းနဲ့ခက်ဆန်ဆန်ပေါ့နော်
မင်းကိုတုတ်ထားတယ်ငပိတောင်းပုံစံမျိုးပါတယ်စက်သားအချိုချက်ကတစ်ခွက်ရဲ့တိတိပေါ့နော်နောက်တစ်ခုကအတိုးမြောက်တွေပြီးတော့အကျော်တွေရဲ့တို့ဘူးရဲ့ကြက်ဥကျော်ရဲ့ကြက်ဥပြုတ်တချမ်းရဲ့ကောင်းပါတယ်မြန်မာငပိထမင်းနဲ့ခက်ဆန်အဲ့လိုမျိုးငပိထမင်းအရသာမျိုးတို့မြုပ်အရသာမျိုးထိုက်တဲ့လူကဒီလိုလာစားလို့ရပါတယ်ဒါပေမဲ့အခုတတိထားမှာငွေသားပဲပါတယ်ငွေပေးချေဖို့ဘဏ်ကတ်တွေပါတယ်မပါဘူးဆိုရင်ထမင်းငတ်လိုက်မှာဘာဖြစ်လို့လဲဆိုရင်သူတို့ကငွေသားနဲ့ပေးချေလို့မရဘူးเนาะဒီ shopping mall တစ်ခုလုံးမှာပေါ့နော်သိရတဲ့လောက်ကတော့ငွေသားနဲ့လက်မခံဘူးပေါ့နော်သူတို့နိုင်ငံရဲ့ဘဏ်အကောင့်တစ်ခုကိုဒါမှမဟုတ်ရင်ဒီ international သုံးတဲ့နိုင်ငံတကာသုံးတဲ့ငွေပေးချေတဲ့ကတ်တစ်မျိုးမျိုးပေါ့နော်အဲ့လိုမျိုးပါလာရင်တော့ရပါတယ်ပုံတိုင်းထဲမှာတော့စားစရာတွေတော့အများကြီးရှိပါတယ်ရောက်ဖို့တဲ့သူတွေဆိုသိပါလိမ့်အများကြီးစားလို့လည်းကောင်းပါတယ်နေ့လည်စာစားပြီးတာနဲ့ခဏနားပြီးတော့နောက်ထပ် BTS တစ်ခါထပ်စီးပြီး Dusit Central Park ရှိတဲ့ shopping center ကိုသွားခဲ့လိုက်ပါတယ်ဒီနေရာလေးက shopping center ထဲမှာဒီအရန်နဲ့ကိုတက်ဖန်းလို့ကောင်းတဲ့ trend ဖြစ်နေတဲ့နေရာလေးဖြစ်ပါတယ်ဒီကုံတိုက်ကိုရောက်တဲ့သူတိုင်းဒီနေရာလေးမှာတပ်ပုံလေးတွေရိုက်ကြပါတယ်သွားမယ်ကွာတကယ်လှတဲ့နေရာကိုသွားမယ်ဒီနေ့တော့ငါးရက်မြောက်ထိတက်သွားလိုက်ပြီးတော့ပန်းချံလေးရှိတဲ့ rooftop ဘက်ကိုထွက်လိုက်ပါတယ်အခုတော့ရောက်ချင်တဲ့နေရာလေးကိုရောက်သွားခဲ့ပါပြီဝါIt's incredible.ဒီလိုမျိုးမျက်မြင်ကိုယ်တွေတွေ့လိုက်ရတော့ဘန်ကောက်မြို့ရဲ့အလှကတကယ်ကိုပကြီးကားတစ်ချက်ကြီးကိုကြည့်နေရတဲ့အတိုင်းပါပဲတကယ်ကိုတိုးတက်ခင်မိတဲ့ခမ်းနားတဲ့မြို့တစ်မြို့ကိုပကြီးဆွဲထားသလိုပါပဲသူများဗီဒီယိုတွေပဲကြည့်ဖို့ပေမဲ့တကယ်တမ်းအပြင်မှာကျတော့ဒီလက်တွေ့ကိုယ်တိုင်ကြည့်လိုက်ရတဲ့အချိန်မှာအရန်ကိုပျော်နေပါတော့တယ်ဘန်ကောက်မြို့ရဲ့ရှူကင်ကြီးကအရန်ကိုလှနေပါတယ်အထက်ကိုနည်းနည်းဆက်တက်သွားနေခဲ့လိုက်ပါတယ် City View ကြီးကဘယ်နေရာကကြည့်ကြည့်တကယ်ကိုလှနေတော့တာပါပဲ
ရောက်ဖူးသေးတဲ့သူတွေတဝါကြီးကြည့်လို့ရမယ်လို့မျှော်လင့်ပါတယ်ဘန်ကောက်မြို့ကြီးကတကယ်ကိုအင်မတန်ကိုတိုးတက်နေပါပြီ skyscrapers လို့ခေါ်တဲ့မိုးမျှော်တိုက်ကြီးတွေ high rise အဆောက်အုံကြီးတွေကထိုင်းနိုင်ငံရဲ့စီးပွားရေးနဲ့ဒီနည်းပညာတွေဘလောက်တိုးတက်နေလဲဆိုတာကိုအထင်သာမြင်နေရတာပါပဲကျွန်တော်တို့ဘေးကပ်ရက်ကနိုင်ငံရဲ့မြို့တော်ကိုကျွန်တော်တို့လာပြီးတော့ငေးကြည့်နေရပါပြီအားကျနေရပါပြီရှေ့ကလှမ်းမြင်ရတဲ့ပန်းခြံကဘန်ကောက်မြို့လေကောင်မှာရှိတဲ့ Lomni Park လို့ခေါ်တဲ့ပန်းခြံကြီးပဲဖြစ်ပါတယ်ဒီလိုနဲ့ဟိုကြည့်ဒီကြည့်နဲ့အပေါ်တက်လို့ရသမျှဆက်တက်ခဲ့ပါတယ်အပေါ်ထက်တက်မယ်အပေါ်ထက်တက်အောင်နည်းနည်းလေးရွာလာတာဆိုတော့သိရမလားနည်းနည်းလေးတော့ထက်တက်လာမှာအဲ့ဒီအများတယ် which way do I need to go up okay I think it's this way all rightနည်းနည်းလေးစောသေးတယ်ပေါ့နော်ခဏနေခဏနေမှောင်ပြီပေါ့နော်မှောင်တဲ့အချိန်ကြာရင်ကျွန်တော်ထင်တယ်မီးလေးတွေလဲလာပြီအဲ့ချိန်ကြာအရန်လှအောင်သိလားတော်တော်လေးကိုလှမှာဘာဖြစ်လို့လဲဆိုတော့သူများဗီဒီယိုတွေမှာမြင်ဘူးလို့လာဘူးလို့မဟုတ်ဒါဆိုရင်မှောင်တဲ့အချိန်ထိစောင့်ကြည့်ရနည်းနည်းဆက်သွားဒီနေရာအပင်လေးတွေနည်းနည်းကွယ်ตอนนี้รู้จักแล้วအခုကတော့သူများတွေကတော့သွားပြီးပြီကိုပဲမရောက်သေးတာပေါ့နော်အဲ့မရောက်ဘူးသေးတဲ့နာမည်အရန်ကြီးနေတယ်ဘန်ကောက်ကဘယ်နေရာလဲဆိုတော့ Dusit Central Parkဆိုရဲနာမည်ကြီးနေတဲ့နေရာကိုသွားနေတာပေါ့အဲ့နေရာလေးကအရန်ကိုလှပါတယ်အရန်လှတဲ့နာမည်လေးကြီးတယ်တော်တော်လေးလူပြောများတယ်ပေါ့နော်မိုးချုပ်တဲ့အချိန်မပြန်တတ်တော့ရင်လည်းဘူရာမှာအိတ်မယ်ပေါ့နော်ရောက်တဲ့နေရာမှာအိတ်မယ်ပေါ့နော်ဘယ်လိုပြန်မလဲမသိဘူးအခုက line 2ဆင့်စီးလာတဲ့နေရာကိုရောက်ပြီပေါ့နော်လာတဲ့နေရာကနေဆိုရင်2ဆင့်စီးရတဲ့နေရာကိုရောက်သွားပြီဆင့်ပြီးတစ်ဆင့်တော့လာလိုက်တာပဲဒါပေမဲ့တကယ်ပြန်တော့မယ်ဆိုရင်တော့ဘယ်လမ်းပြန်လို့ပြန်မှမသိနောက်ဆုံးမသိတော့ရင်တော့နောက်ဆုံးမပြန်တတ်တော့ဘူးဆိုရင်တော့ဟိုပေါ့ပေါ်ပဲငှားလိုက်ရမှာပဲပတ်စံအကုန်ခံပြီးတော့ဒါနောက်ဆုံးပေါ့နော်နောက်ဆုံးမပြန်တတ်တော့ဘူးဆိုစူးစမ်းပြီးတော့ရအောင်တော့ပြန်မယ်ကဲမိုးချုပ်တဲ့ထိနေမယ်ဒီနေရာရဲ့ night view ကအရန်လှတယ်ကွာဟို day view ထက်ပိုပြီးတော့လှတယ် night view ကဒါကြောင့်မလို့ဒီညနေခင်းကိုတမင်ချိန်ပြီးတော့လာလိုက်တာပေါ့နော် night view လေးကိုကြည့်ချင်ပါတယ်တကယ်တောတွေတောင်တွေကိုမဖြတ်ခင်နော်ကြီးလက်ဒေတာတွေကိုမဖြတ်ခင်မှာစွန်စားခရီးမထွက်ခင်မှာဒီလိုမျိုးတကယ်မျိုးပြအစ်စ်ကိုအလဲကောင်ကနေလာပြီးတော့ဖောက်ပြီးတော့ကြည့်တာပေါ့နော်အလဲကောင်ကနေလာပြီးဖောက်ပြီးကြည့်ဘေးကနေကြည့်ရင်အားမရလို့ပေါ့အလဲကနေလာကြည့်တာအရန်နဲ့ကိုနာမည်ကြီးတဲ့နေရာပေါ့နော်ဒီနေရာလေးကရောက်ကူပြီးတော့ရောက်ကူတော့အခုအပေါ်ဆက်သွားမယ်ပေါ့နော်အပေါ်မှာပါရှိသေးလေးဆိုနည်းနည်းလေးအပေါ်သွားရင်အပေါ်ကနေအပေါ်ထိသွားပါနော်ဆိုကြပါ
ပေါ်ထိတက်မယ်ပေါ့နော်အပေါ်ကနေမြင်ရတဲ့ view ကဘယ်လောက်ထိလှလဲပေါ့နော်ခုနကမြင်ရတဲ့ view ကနည်းနည်းတော့နှိမ့်သေးတယ်အဲ့တော့အခုအပေါ်ကနေမြင်ရတဲ့ view ကဘယ်လောက်လှလဲပေါ့နော်နည်းနည်းလေးတော့မြင့်သွားတာပေါ့နော်ဘလို့အပေါ်ကြီးတော့မဟုတ်ဒါပေမဲ့လုံးဝကိုမိုက်ပါတယ်တကယ်မိုက်ပါတယ်ကြည့်ကြည့်အောင် Let's check this out wow right this way I think it's this way wow အပေါ်စီကနေကြည့်ရတဲ့အခါမှာတော့ဘန်ကောက်မြို့ရဲ့အလှကတကယ်ကိုခမ်းနားပြီးတော့လုံးဝ grand ဖြစ်ပြီးတော့ဒီအံ့ဩစရာကောင်းလောက်အောင်လှပနေတာကိုတွေ့ရပါတယ်ဘန်ကောက်ကိုဘာကိစ္စနဲ့ပဲလာဒီနေရာလေးကိုလာပြည့်အောင်လာခဲ့ဖို့လုံးဝ highly recommend ပေးပါတယ်ခင်ဗျာဘန်ကောက်ကိုရောက်ဖူးတဲ့သူတိုင်းဒီနေရာကိုအခုနောက်ပိုင်းဆိုရင်လာကြတယ်မလာမဖြစ်လာကြတယ်အရန်လှလို့ပေါ့နော်သူက day view ထက်night view ကပိုလှမယ်လို့ထင်ပါတယ်ဒါပေမဲ့နှစ်ခုလုံးကလှတယ်ပေါ့နော် day view ရော night view ရောပိုလှအရန်လှပါတယ်ဒါပေမဲ့ night view လေးကတော့ကျွန်တော်အထင်ပေါ့ပိုလှမယ်လို့ထင်ပါတယ်မီးရောင်နေနဲ့အခုတာဆိုရင်တဖြည်းဖြည်းနဲ့night view ကိုပြောင်းလာပြီပေါ့နော်မီးရောင်လေးတွေစပြီးတော့ထွန်းကြပါပြီတကယ်တော့ day view နဲ့ night view ထက် golden hour လို့ခေါ်တဲ့နေဝင်ချိန်နဲ့ဒီမြို့ပြရဲ့မီးရောင်တွေစထုံးလို့ကြည့်ရတဲ့ sunset view ကကျွန်တော်အတွက်ပို့ပြီးတော့မတ်မောစရာကောင်းနေခဲ့ပါတယ်လှလာပြီပေါ့နော်ပို့ပြီးတော့လှလာပြီဘန်ကောက်ထဲကိုရှောက်လည်မဲ့နေရာတွေထဲမှာဒီနေရာလည်းပါပါတယ်တခြားသူတွေတင်ထားတဲ့ post တွေ video တွေထဲမှာကြည့်ရတဲ့မြင်ကွင်းတွေ view တွေကိုပဲမြင်ဘူးပါတယ်အပြင်မှာတကယ်တမ်းမမြင်ဘူးပါဘူးဒါပေမဲ့တကယ်တမ်းမြင်လိုက်တဲ့အချိန်မှာလည်းတကယ်ကို view ကလှပါတယ်တစ်ခါမှမမြင်ဘူးပေါ့နော်ဒီလို view မျိုးကိုတစ်ခါမှမမြင်ဘူးပါဘူးငယ်ငယ်လေးတွေကတစ်ခါမှလည်းမရောက်ဘူးတော့မမြင်ဘူးပါဘူးအဲ့ဒါတော့သိကြပါဘဝမှာပေါ့နော်ပထမဆုံးတွေ့ရတဲ့မြို့ပြအကြဆုံးတော့ city view ဖြစ်ပါတယ်တဖြည်းဖြည်းမှောင်လာတာကိုကြည့်ပြီးတော့ဘန်ကောက်မြို့ကြီးရဲ့အလှကိုတဝါကြီးငေးကြည့်နေခဲ့ပါတော့တယ်
မှောင်လာလေလှလာလေဖြစ်ပါတယ် night view ကအရန်လှတယ်အရင်နဲ့သွားချင်တာပေါ့နော်ဒါပေမဲ့မထွက်ဖြစ်အခုတော့ရောက်ပြီးတော့လေအရန်လှတယ်night view လာရတာတန်ပါတယ်အဲ့တော့ဒါကတောတောင်တွေခြေလက်ဒေသတွေကိုမထွက်ခင်မှာလုံးဝကိုစွန်စားခီးခြေလက်ဒေသတွေတောတောင်တွေရဲ့သဘာဝတွေကိုမဖြတ်ကျော်ခင်စွန်စားခီးမထွက်ခင်မှာမြို့ပြရဲ့အနှစ်သာရကိုအပြည့်အဝလာခံစားရတာပေါ့နော်အရန်မိုက်ပါတယ်ပေါင်လာလေအရန်လှလာနော်မီးအောင်တွေထွန်းမီးတွေထွန်းပြီဆိုတော့တော်လေးကိုမိုက်ပါတယ်ဘာမှမမြင်ဘူးပါဘူးအဲ့တော့ဘန်ကောက်ကိုရောက်တဲ့သူတိုင်းဒီနေရာကိုလာပြီးတော့chill တဲ့မှာအရန်မိုက်ပါတယ်လာမယ်လို့လည်းထင်ပါတယ်မြို့ပြရဲ့ငွေသက်လေးကိုတဝကြီးခံစားလိုက်ရပါတယ်လုံးဝအရင်တော့တစ်ခါမှမရောက်ဘူးတဲ့နေရာလေးကိုတကယ်မြို့ပြ day view ရော night view ရောလုံးဝနှစ်ခုလုံးကိုတွေ့လိုက်ရပါတယ်တကယ်ကိုကျဉ်းတယ်အရင်လာကြတာပေါ့နော်ဒီ view ကိုတော်တော်လေးကိုကြည့်ကြတာမြန်မာပြည်မှာလည်းမရှိဘူးလေဒီလို view မျိုးကကြည့်ကြတာပေါ့တကယ်မြို့ပြအစစ်အမှန်တွေ့လိုက်ရတာပါပဲတကယ်ချီးကျူးပါတယ်ထိုင်းနိုင်ငံတကယ်လည်းတိုးတက်ပါတယ်ထိုက်တန်ပါတယ်တကယ်ကိုတို့လူမျိုးတွေနဲ့ထိုက်တန်ပါအဲ့တော့ကျွန်တော်တို့နိုင်ငံလည်းမကြတော့တဲ့တနေ့မှာကျွန်တော်တို့အများကြီးတိုးတက်အောင်ကျွန်တော်တို့တယောက်ချင်းစီကြိုးစားကြမယ်မကြခင်မှာဖြစ်လာမယ်လို့လည်းယုံကြည်ပါတယ်ဘလို့ခရီးတွေဘလို့စွန့်စားမဲ့ခရီးတွေတွေ့လာအောင်မယ်ကြုံလာအောင်မယ်ဆိုတာနောက်ထပ်ဗီဒီယိုလေးမှာလည်းအားလုံးတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကိုတကယ်လွတ်လပ်ချင်တယ်ဆိုရင်လွတ်လပ်မှုရဲ့အရာကိုရှာပါအချိန်ရှိတော့မှအရွယ်ရှိတော့မှရှာပါနောက်ပိုင်းအသက်ကြီးသွားတဲ့ခါကျရင်မသေးကြဘူးပေါ့နော်စိတ်ကပါပေမဲ့ခန္ဓာကမပါတော့တာမျိုးတွေဖြစ်လာတဲ့အချိန်ကျရင်ကိုတကယ်ကိုနောင်နာရစရာဖြစ်နေပါလိမ့်မယ်ဒါကြောင့်မလို့အရွယ်တော့မှအချိန်ရှိတော့မှသဘာဝရဲ့အရာတွေနဲ့များများထိတွေ့ပါနောက်ထပ်စွန့်စားခီးတွေမှာပြန်တွေ့ပါမယ်